တွေးတဝက်တွေးပါတဲ့အာသာကသူ့ရဲ့တွေးပြည့်တော်ဝင်ကြီးကိုအနိုင်ယူခဲ့တာဘာကြောင့်လဲလူအများကဒါကို plot armor လို့ခေါ်ကြပေမဲ့တကယ်တော့ environment game ကိုအနိုင်ရတာနဲ့ပိုတူပါတယ်အစီအစဉ်တွေကိုအရင်ကြည့်ရင်အွန်ကအလန်တရဲ့အမွေဆက်ခံသူအဖြစ်ကြီးပြင်းလာခဲ့တာပါထိတ်တန့်လေ့ကျင့်မှုအကန့်အသတ်မရှိအရင်းမြစ်တွေနဲ့တန့်စင်တဲ့တော်ဝင်တွေသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့စိတ်နေစိတ်ထားတွေကအခြေခံအဖြစ်အမြင့်ဆုံးအဆင့်ကိုရောက်နေပါပြီအာသာသူကလူသားတစ်ဝက်ဖြစ်ပြီးမြေပြင်ပေါ်မှာကြီးပြင်းလာခဲ့ပြီးသူ့ရဲ့လေ့ကျင့်မှုကမတည်မငြိမ်ဖြစ်နေပါတယ်စာရွက်ပေါ်မှာတော့သူကတိုက်ရိုက်တိုက်ပွဲတစ်ခုမှာအားနည်းချက်ရှိနေတယ်ဆိုတာထင်ရှားပါတယ်ဒါဆိုသူဘယ်လိုအနိုင်ရတာလဲတိုက်ပွဲဖြစ်ပွားတဲ့နေရာပေါ်မှာမူတည်ပါတယ်။အုံးကမြေပြင်ပေါ်မှာအတွေ့အကြုံအစစ်မှန်မရှိသလောက်ပါပဲ။အာသာကအဲ့ဒီမှာကြီးပြင်းလာတာကြောင့်အာသာကတိုက်ပွဲကိုမျက်နှာပြင်ပေါ်ဆွဲတင်ပြီးအုံးကိုသူ့ရဲ့ကုန်းဖော်ဆောင်ကနေတွန်းထုတ်လိုက်ပါတယ်။တောထဲမှာရှိနေတယ်လို့ပါပဲ။မြေပြင်အနေထားကိုတင်ကပ်ပြီးတင့်ပြိုင်ဘက်ကမသိရင်တင့်ရဲ့အခွင့်အလမ်းတွေကအများကြီးပိုများပါတယ်။နောက်တစ်ခုကလက်နက်တွေပါအစောပိုင်းနှစ်ယောက်စလုံးစံသတ်မှတ်ထားတဲ့ပစ္စည်းတွေသုံးနေချိန်မှာအာသာကနောက်ကျကျန်နေတယ်ဆိုတာထင်ရှားပါတယ်။အုံးကသူ့ကိုအများကြီးစူးစမ်းအားထုတ်เสียရမလို့ပဲအနိုင်ယူနိုင်ပေမဲ့အာသာကကိုအားကောင်းတဲ့လက်နက်ရသွားတဲ့အခါအဲ့ဒီကွာဟချက်ကမြန်မြန်ပိတ်သွားပါတယ်။အခုတော့သူတို့ဟာပိုပြီးညီမျှတဲ့အဆင့်မှာရှိနေပါတယ်။ပြီးတော့စိတ်နေစိတ်ထားလည်းရှိပါတယ်။အုံးကစိတ်ခံစားမှုအရာအများကြီးကိုကင်တွယ်ဖြည့်ရှင်းနေပါတယ်။သူစစ်ဆက်ထားသူတော့အာသာဘက်ကပါတော်ဝင်မျိုးနဲ့တယောက်အတွက်ကတော့အဲ့ဒါကကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။ဒါကသူ့ရဲ့အာယုံစူးစိုက်မှုကိုပြပြစေပြီးတိုက်ပွဲတစ်ခုမှာလူတွေထင်ထားတာထက်ပိုအရေးကြီးပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ဒါကကြမ်းတမ်းတဲ့အစွမ်းတတိအကြောင်းမဟုတ်ပါဘူးအာတာမာမြေပြင်နေထားပစ္စည်းတွေနဲ့စိတ်ပိုင်းဆိုင်ရာအာသာချက်တွေအားလုံးကသူ့ဘက်ကိုအထောက်အကူပြုပါတယ်